တပတ်ကိုပေါင်3,800,000ကျော်နဲ့ Premier League ရဲ့လစာအများဆုံးနီးပြဖြစ်လာမဲ့သူအားလုံးပဲမင်္ဂလာပါခင်ဗျ Entertainment Mind Sport ကနေပြန်လဲကြိုဆိုလိုက်ပါတယ် England Premier League ရဲ့လစာအများဆုံးနီးပြဖြစ်သူ Pep Guardiola Man City ကနေထွက်ခွာသွားပြီးတဲ့နောက်မှာဘောလုံးလောကကိုတုံလုံးစေမဲ့စံချိန်တင်လစာအများဆုံးနီးပြတစ်တယောက်ပေါ်ထွက်လာတော့မှာပါသူကတော့ Arsenal သင်းကို22နှစ်အကြာမှ Premier League ဖလားကိုပြန်လဲယူဆောင်ပေးခဲ့တဲ့နီးစနစ်ဆရာ Arteta ပဲဖြစ်ပါတယ်အခုလက်ရှိထွက်ပေါ်နေတဲ့သတင်းတွေအရ Arsenal သင်းကနီးပြဖြစ်သူမိခဲ Arteta ကို Premier League ရဲ့လစာအမြင့်ဆုံးစည်ရင်းနဲ့ပို့ပေးဖို့စာချုပ်သစ်ရှုပ်ဆိုဖို့အတော်လေးနီးစပ်နေပါပြီလက်ရှိမှာ Arteta ရဲ့စာချုပ်က12လပဲကျန်တော့ပြီးတစ်နှစ်ကိုပေါင်10 သန်းရနေတာပါဒါပေမဲ့အခုကမ်းလှမ်းမဲ့စာချုပ်သစ်ကတော့တစ်နှစ်ကိုပေါင်သန်း20အထိရှိပြီးလက်ရှိလစာရဲ့နှစ်ဆဖြစ်သွားမှာပါဒါဟာတစ်ပတ်ကိုပေါင်3,800,400ကျော်ရရှိမှာဖြစ်ပြီး Chelsea နီးပြသစ်ဇာဘီအလွန်ဆိုထက်တောင်အများကြီးတာလွန်သွားမှာပါအသက်44နှစ်အရွယ်ပဲရှိသေးပြီးနိုင်ပွဲရဂိုင်းနှုန်း60.33ထိရှိလာတဲ့ Arteta ကို Arsenal ဘုတ်ဖွဲ့ကလစာတိုးပေးဖို့ထိုက်တန်ပဲသတ်မှတ်ပေးလိုက်တာပါတကယ်တော့ Arteta မလာခင်က Arsenal ကလမ်းပြောင်းနေတဲ့အသင်းကြီးတစ်သင်းပါဒါပေမဲ့အခုတော့ဥရောပရဲ့အတောင်တင်းဆုံးအသင်းတစ်သင်းဖြစ်လာခဲ့ပါပြီပြီးခဲ့တဲ့ရာသီကဆိုရင်22နှစ်အထိစောင့်ဆိုင်းခဲ့ရတဲ့ Premier League ဖလားကို Emirates ယူဆောင်ပေးခဲ့တယ်လို့ Champions League ဘောလုံးဝဲမှာလည်း PSG ကို penalty အဆုံးဖြတ်နဲ့ရှုံးခဲ့ပေမဲ့ Arsenal သင်းကိုမျက်နှာမငယ်ရအောင်ဦးဆောင်နိုင်ခဲ့ပါတယ်ဒါနဲ့မကသေးပါဘူး Arsenal က Arteta စိတ်ကြိုက်အသင်းဖြစ်လာဖို့အားကစားဒါရိုက်တာ Andrea Barta နဲ့ပူးပေါင်းပြီးဒီနွေရာသီမှာလည်းကစားသမားသစ်တွေထက်ခေါ်ဖို့ပြင်နေပါတယ်အဓိကကတော့ဘယ်တောင်မှန်တိုက်စစ်အတွက် Aston Villa ရဲ့ကျယ်ဝင့် Morgan Roger ကိုမျက်စိကျနေပြီးပေါင်သန်း100တန်အပြောင်းရွှေ့တစ်ခုဖြစ်လာဖို့အလားအလာတွေရှိနေပါတယ်ကဲ Arsenal ပရိသတ်ကြီးအသင်းကိုအင်္ဂလန်ရဲ့ထိပ်ဆုံးနေရာပြန်ပို့ပေးခဲ့တဲ့နီးစနစ်ဆရာ Arteta တယောက်အသင်းမှာနှစ်အကြာကြီးဆက်ရှိနေတော့မှာပါပရိသတ်ရဲ့အနေနဲ့ရော Arteta ကိုအခုလိုလစာအများဆုံးပေးပြီးထိမ့်သိမ်းလိုက်တာနဲ့ပတ်သက်လို့ဘယ်လိုယူဆလဲ comment မှာမှတ်ချက်ရေးပေးခဲ့ကြပါဦးဗျအားလုံးကိုကျေးဇူးအထူးတင်ပါတယ်ဗျာ